ဘေရွယ်မှဘေယောဂပြေဘေရဒေသဘေကာလ၌တေကြရမည်မတိနိုင်တာဓမ္မတာဒီသေဘိတပံဖြစ်ပြန်ကလည်းဖြစ်ရဘဝဘုံဌာနကိုကြိုတင်တိကြမတိရ၍တိကြသေးချာခုစိန်ခါ၌ကောင်းမှုအစုကြိုးစားပြုလောတဏိကုံပြန်ငါယုံနံအိုယံတရနီလာပြီတဏိကုံပြန်ငါယုံနံနာယံတရနီလာပြီတဏိကုံပြန်ငါယုံနံသေယံတရနီလာပြီမအိုပါလို့တောင်းဆိုလေတောင်းတိုင်းမရအိုကြရနတ္တခန္ဓာတာအိမ်မှာသွေးလုံးဘလောက်ရွယ်စားတယ်ခဲ့ရလဲလိမ့်ပေါ်ဒီလုံးလုံးရှိတယ်ဆရာမပြားလိမ့်မော်ဒီအလုံးစိုက်လောက်စားလုံးချက်ကြီးရပေါ့ပြားလိမ့်မော်ဒီအလုံးသေးစိုက်ဟုတ်ရှိခဲ့တယ်ပဲတလုံးညာတလုံးအော်ဘယ်တလုံးညာတလုံးတအိမ်မှာအလုံးတည်တာအဲ့ဒါဘလို့ပျောက်သွားတာလဲဟိုဆရာမပြောလဲမယိုးပွင့်ရလေမနဲ့10ပွင့်နန်းစီနဲ့ကြော်စားည10ပွင့်နန်းစီနဲ့ကြော်စားလာမယိုးပင်း10ပင်းကိုနန်းစီရာထမင်းစားဆုံးဘယ်လောက်ထည့်ရလဲထမင်းစားဆုံးတဆွဟုတ်ပြီမယိုးပင်း10ပင်းကိုထမင်းစားဆုံးတဆုံးဘယ်လိုအချိန်မှစားလာတော့အသေးစိတ်ပြောပြလိုက်အောင်နဲ့စောထားလိုက်တစ်ချိန်စားတယ်ညအိတ်ခဏီကြိုက်တစ်ချိန်စားတယ်အဲ့ဒါကတော့လေအားအရန်ကြီးတဲ့လူဆိုရင်9ပွင့်ပဲစားရမယ်လေအားအရန်မကြီးနော်10ပွင့်စားရမယ်စားတာဘယ်နှလစားလဲတလဆရာမတလစားပြီးတော့ medical ချက်လုပ်တာတလောက်တာမရှိတော့ဆရာဝန်နဲ့တွေ့ပြတာအော်မရှိတော့ပျောက်သွားတာဘာတလုပ်ခဲ့ရလဲပြောပါဦးဆရာဝန်အခါစားမပြန်ရိုက်ကြည့်တာအခါစားပြန်တဲ့ခါမှာအဲ့အလုံးနှလုံးကမရှိတော့သေးလုံးလေးကမရှိတော့အဲ့တော့အားလုံးပဲမင်္ဂလာပါနှလုံးတွေးကြောခြင်းဒါနဲ့ပတ်သက်ပြီးတော့စင်းဒီလဲပြီးမယ်နှလုံးတွေးကြောကဘလို့ကျင်းလာတာလဲဆိုတဲ့အကြောင်းကိုလည်းမျှဝေပေးတော့မှာဖြစ်ပါတယ်ဆရာမကတော့အတူတူယောဂအတူခေတ္တဓမ္မတော့ပဲဖြစ်ပါတယ်နှလုံးတွေးကြောကျင်းတယ်ဆိုတာကနှလုံးမှာရှိနေတဲ့ဒီပေါ့နော်တွေးကြောနော်နှလုံးမှာဝင်ခန်းထက်ခန်းဆိုပြီးတော့အခန်းလေးတွေ၄ခန်းရှိပါတယ်အဲ့ဒီနှလုံးတွေးကြောဒါကတွေးကြောပဲထားပါတော့ဒါနှလုံးတွေးကြောပဲဆိုပါစို့ရေပိုက်တစ်ခုနဲ့တင်စားလိုက်မယ်နှလုံးတွေးကြောကိုရေပိုက်တစ်ခုနဲ့ရေပိုက်တစ်ခုအပြင်မြင်အောင်လိုက်ပါအဲ့ဒီတွေးကြောလေးတွေကဒါရေပိုက်ဆိုရင်အဲ့ဒီပိုက်ကြီးကကျင်းသွားတာမဟုတ်ပါဘူးအဲ့ဒီနှလုံးတွေးကြောရဲ့အတွင်းနိုင်ရရေပိုက်ရဲ့အတွင်းနိုင်ရမှာအမိုက်တွေတဲတွေအညစ်အကြေးတွေကန့်ညိပြီးတော့အတွင်းနိုင်ရအဝကျင်းတယ်လို့ပဲနှလုံးတွေးကြောကျင်းတဲ့